လောကကြီးမှာလူသားတွေရှင်းပြရခက်တဲ့အံ့ဩစရာတဘာဝဖြစ်စဉ်တွေအများကြီးရှိပါတယ်။တရုတ်နိုင်ငံရဲ့နာမည်ကျော်ဂျင်းဟဲနဲ့ဝေဟဲမီစုံတဲ့နေရာပါ။ရေနှောင်းနဲ့ရေကြီးဟာတစ်ဖက်စီဖြစ်နေပြီးဘယ်တော့မှရောနှောမသွားပဲစီးချနေတာကတကယ့်ကိုထူးဆန်းပါတယ်။ရေနဲ့မီတသားတည်းချနေတဲ့ဖြစ်စဉ်ပါ။ရေကမီးကိုမတက်နိုင်သလိုမီးကလည်းရေကိုမခန်းချောက်စေနိုင်တဲ့နည်းနည်းတဲ့ဖြစ်စဉ်တစ်ခုပေါ့။တောင်တန်းပေါ်မှာတွေ့ရလိမ့်ရှိတဲ့တိမ်ပင်လယ်လေပြင်လူရဲ့အရေးကိုတိမ်တိုက်ပေါ်ရောင်ပြန်ဟပ်ပြီးဖြစ်ပေါ်လာတဲ့စက်ဝိုင်းပုံဖျားရောင်ကြီးဂလိုရီဟာလည်းညင်ရခဲ့တဲ့ညင်တွင်တစ်ခုပါပင်လယ်ပင်ကလင်းလက်နေတဲ့အပြာရောင်မျက်ရည်ဟာအလင်းထုတ်လွှတ်တဲ့အနုဇီဝပိုးလေးတွေကြောင့်ဖြစ်ပေါ်လာတာပါနောက်ပြီးထိုင်ဟန်တောင်တန်းပေါ်မှာຫນွေမှာခဲပြီးစောင်းမှာအရေးပြောတဲ့ရေခဲကူးကလည်းတဘာဝရဲ့ပြောင်းပြန်အံပွဲတစ်ခုပဲဖြစ်ပါတယ်တောင်နဲ့တန်တာတသားတည်းကျနေတဲ့တောင်တန်တာအလကံကောင်းခြင်းတွေယူဆောင်လာပေးတယ်လို့ယုံကြည်ကြတဲ့ရွှေရောင်တောင်တန်းမြင်ကွင်းနဲ့ရောင်စုံချဲထားသလိုလှပတဲ့ကျန်းရဲ့တန်းရှာရဲ့မြေ